ပြားတုတ်ခံရတာမဟုတ်ပဲဖွတ်တက်ခံရတာဖြစ်တဲ့ United Brentford နဲ့ United ပွဲပြီးသုံးသက်ချက် Okay အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ကြီးကြံပါဒီတစ်ပတ်စနေနေ့ည Premier League ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ Brentford အသင်းနဲ့ United တို့ရဲ့ပွဲစဉ်ကတော့3 ဂိုး 1 ဂိုးဆိုတဲ့ရလက်စိုးကြီးနဲ့အရှက်တကွဲရှုံးနေခဲ့ရပါတယ်အရှက်တကွဲလို့ပြောရပေမဲ့လည်းအာမိုရင်လက်ထက်မှာတော့ဒီလိုရလက်တွေကအထူးဆန်းတော့ဟုတ်မနေပြန်ပါဘူးနီးပြအာမိုရင်လက်ထက်မှာ United တို့ကနှစ်ပွဲဆက်နိုင်ပွဲဆိုလို့မူးလို့တောင်ရှူစရာမရှိပဲအာမိုရင်လက်ထက် Premier League 33ပွဲမှာရှုံးပွဲ18ပွဲအထိရှိပြီး9ပွဲသေကြကနိုင်ပွဲ9ပွဲသာရှိပါတယ် United တို့ကဒီပွဲစဉ်ကိုကိုသမားနေရာမှာဘိုင်ယန်နာကိုပဲပွဲထုတ်လာခဲ့ပြီးထွက်ပေါ်နေတဲ့သတင်းတွေရှိနေသလိုမဟုတ်ပဲလက်စမန်ကိုအရန်ကုန်ပဲပို့လာခဲ့ပါတယ်နောက်တန်း3ယောက်တန်းမှာတော့လူးရှော့ဟာရီမကွာယာဒီလစ်နဲ့ဝင်းဘက်ကစားသမားတွေအဖြစ်ဒိုကူနဲ့ဒေလော့ကွင်းလယ်မှာတော့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်နဲ့ဦးကာဒီရှေ့တန်းမှာတော့အမ်ဘူမွန်ရှက်စကိုနဲ့ကွန်ညာတို့ပွဲထွက်လာခဲ့ပါတယ်ပွဲအစပွဲအဆုံးဘရန်ဖို့အသင်းကပဲမမထန်ထန်နဲ့ကစားခဲ့ပြီးပွဲချိန်10မိနစ်နဲ့မိနစ်20တို့မှာပဲ2ဂိုးသွင်းယူပြီးပွဲကပြီးသလောက်ဖြစ်သွားခဲ့ပါတယ်ပွဲချိန်26မိနစ်မှာတော့တိုက်စစ်မှုရှက်စကိုကခြေပါကိုတကိုးပြန်လဲသွင်းယူနိုင်ပြီးပထမပိုင်းကို2ဂိုးတကိုးနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်ဒုတိယပိုင်းပြန်စချိန်မှာတော့ United တို့ပြန်လာမလားလို့ရင်တမမှန်နဲ့စောင့်ကြည့်နေပေမဲ့အရန်ကုန်ကလူအကုန်ထက်ကန်တာတောင်ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှမသိတဲ့ကစားကွက်ကြောင့်ဂိုးရဖို့ရုန်းကန်နေရဆဲဖြစ်ပြီးပွဲချိန်86မိနစ်မှာတော့ပွဲကိုအလဲပြောင်းဖြစ်စေနိုင်မဲ့ပင်လယ်ဒီအခွင့်အရေးတစ်ခုကို United တို့ရရှိခဲ့ပြီးယုံကြည်မှုပျောက်ဆုံးနေတဲ့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ကကန်သွင်းခဲ့ရမှာအပြော့လွန်းတာကြောင့်ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းတော့မရှိခဲ့ပါဘူးပွဲကစားချိန်ပြည့်လို့ထပ်ဆောင်အချိန်ပို9မိနစ်မှာတော့ကိုဘီမင်းလုံးရဲ့ဘောလုံးလက်ခံမှုအားနည်းမှုကြောင့်မြန်ဆန်လုံးတဲ့ Brentford အသင်းရဲ့တိုက်စစ်အကူပြောင်းကနေပဲအဆုံးသက်ဂိုးတကူခွင့်ပြုလိုက်ရပြန်ပါတယ်ဒီပွဲရှုံးနေမှုကြောင့် Premier League 6ပွဲကစားပြီးချိန်မှာတော့3ပွဲအထိရှုံးနေထားခဲ့ပြီပဲဖြစ်ပါတယ်နီးပြအာမိုရင်ဟာပွဲပြီးအင်တာဗျူးမှာတော့အသင်းကစားသမားတွေဟာသူ့လေးကျင့်ပေးထားသလိုမကစားခဲ့ပဲ Brentford လိုချင်သလိုကစားခဲ့ကြောင်းBrentford အသင်းဟာအဝေးဘောနီးစနစ်နဲ့ဆက်ပြီးတွေကပဲဒုက္ခပေးလာမယ်ဆိုတာသူသိရှိထားကြောင်းသူ့ရဲ့နီးစနစ်တွေကပြဿနာမဟုတ်ခဲ့ကြောင်းဆိုခဲ့ပါတယ်ဒီနေရာမှာဘရူနိုဖာနန်ဒက်ရဲ့ဒီနှစ်ကြာဆင်းလာတဲ့ခြေစွမ်းအပြင်ကစားသမားရဲ့ယုံကြည်မှုကလည်းတိတိတတ်တာကြာဆင်းနေတာကိုသိရှိနိုင်ပြီးအာမိုရင်ကြောင့်သူ့နေရာမဟုတ်တဲ့နေရာမှာကစားနေရတယ်ဆိုတဲ့စင်ကြေဟာတဖြည်းဖြည်းအတိတ်ပဲမရှိဖြစ်လာပါတယ်နောက်တန်းကစားသမားတွေဖြစ်တဲ့လူးရှော့နဲ့ဒလော့ဟာလည်းပုံမှန်ခြေစွမ်းအောက်တောင်ရောက်ရှိနေကြပါပြီဆိုတော့နီးပြအာမိုရင်ဟာ United အတွက်လာခြင်းကောင်းတဲ့နီးပြမဟုတ်ပဲလေလုံးထွားပြီးအစွန်းရောက်နေတဲ့နီးစနစ်ဂုရုကြီးဖြစ်နေပြီလားပရီးမီးယားလိဂ်ကို33ပွဲထိကင်တွယ်ပြီးတာတောင်ပရီးမီးယားလိဂ်အထာကိုမနှက်ပဲအလုံးမဖြစ်တဲ့နီးစနစ်တစ်ခုတည်းကိုပဲခေါင်းမမှ73နေတဲ့နီးပြအာမိုရင်ကြောင့် United တို့ရဲ့အနာဂတ်ဟာပြတ်တုတ်ခံရတာမဟုတ်ပဲဖွတ်တက်ပြီးမွဲပြကြတော့မယ့်အရေးအယောင်ကိုမြင်နေရပြီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel တစ်ကလေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုအသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းဘေးနားကခေါင်းလုံးလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကြည့်ရှုအားပေးခဲ့တဲ့ဘောဓာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ